အားလုံးပဲမင်္ဂလာပါရှင်မမေကဒီတစ်ခါတော့လေဒီလိုအိတ်ကျိုးအလိန်ထိုးနည်းလေးကိုသင်ပေးမှဖြစ်ပါတယ်ဒီရဲ့အိတ်ကျိုးအလိန်ကပွက်တဲ့အိတ်တွေမှာကိုင်ရင်အရန်အဆင်ပြေရနော်ချစ်စရာရေးကောင်းတယ်မမေကအိတ်ထိုးနည်းလေးကိုသင်ပေးမယ်နော် sharing လုပ်တပါဒီကနိုင်လုံးလေးလုပ်ပါမယ်အဆိုင်ကတော့လေ 3mm ကိုတုံးထားပါတယ်ကချီလေးချောင်းလို့မယ်နော်ပြီးလို့ရှိရင်ဒီကျိုးလေးလုပ်ပါမယ်ရှင်အမေမြဆန်းထိုးကြည့်တာနော်ဒီကနေ့လည်းနဲ့ထိုးရရန်စင်ပြေအမေကစလင်းတော့လေးလောက်ပြီးလို့ရှိရင်မြင်တော့ချင်းရှိခါတယ်မယ်နော်ချင်းတစ်ခါနှစ်ခါသုံးခါလေးခါငါးခါ6ခါ9ခါ10ခါ10ခါပြီးတော့တိုင်တူလေးထိုးမှဆိုချိန်ကြီးတစ်ခါထပ်သွားမယ်နော်ပြီးရင်10ပေါက်မြောက်တဲ့ကိုမြင်တော့တိုင်တူလေးထိုးမယ်နော်တိုင်တူလေးထိုးပါမယ်မမအိမ်နဲ့ကတ်ချုပ်မှာဆိုတော့အစကိုအဲ့ရဲ့စလင်းတော့လုပ်တဲ့အစကိုကျိုးရှိရှိလေးထားခဲ့ရနော်အိမ်နဲ့တွဲချုပ်မှာမလို့မမခွင်းတန်ခွင်းနေပါမတက်တော့အားကြောင့်3ခါ4ခါ5ခါ6ခါ9ခါ10ခါရသွားပြီနော်10ခါရသွားရင်ဖွမီလေးတစ်ခါတက်မယ်ပြီးတော့ဒီရဲ့ဖွမီရဲ့တဝက်ကိုပဲထိုးမယ်နော်တဝက်ကိုပဲထိုးပါမယ်တဝက်မှာတိုင်တူလေးစထိုးမယ်နော်တိုင်တူလေး8တိုင်ထိုးမယ်နော်တိုင်တူလေး8တိုင်ထိုးပါမယ်2တိုင်3တိုင်4တိုင်5တိုင်6တိုင်9တိုင်10တိုင်10တိုင်ပြီးလို့ရှိရင်ဖမီလေးတစ်ခါတက်မယ်နော်နောက်တစ်တန်းသွားမှမလို့မင်းတို့စုပေါင်း3တန်းထိုးလိုက်မယ်နော်ခုနလိုပဲဖမီရဲ့တစ်ဝက်မှာ3တန်းထိုးလိုက်ပါမယ်3တန်းပြည့်သွားပြီဆိုရင်မင်းတို့ကအလုံးလေးလုံးဖို့အတွက်အဝိုင်းလေးဖြစ်ဖို့ဆက်မယ်နော်ဆက်မယ်ဆိုတော့ဒီမျိုးစုပြောင်းပြန်အသေးပြန်လို့ပုံမှန်တိုင်းလေးပဲဆက်သွားမယ်ပုံမှန်ထိုးတဲ့ဖက်ကနေပဲ꿰ပြီးဆက်သွားမယ်နော်မဆက်လေရတယ်ဆက်ချင်လေရမြင်များတော့ဆက်လိုက်မယ်နော်ပထမဆုံးဖမီစထိုးထားတဲ့ဖမီလေးမှာတခါတိုင်တို့အဲ့ရဲ့ရှက်ကော်လေးနဲ့ဆက်လိုက်မယ်ရှက်ကော်လေးနဲ့ဆက်ပြီးလို့ရှိရင်မြင်ကထိုးမဲ့နေရာလေးပြမယ်နော်ထိုးမဲ့နေရာ2ဆင့်ပဲဒီရဲ့တစ်ဆင့်ပြီးနောက်တစ်ဆင့်ပြီးဒီရဲ့အလုံးလေးကသူ့လိမ်သွားမှာကဲဖွမီရဲ့အဲ့အနောက်ကအဖူလေးနော်ဖွမီတစ်ခုလုံးရဲ့အနောက်ကဖွလေးအဖူလေးမှာထိုးမှာပါဖွမီရဲ့ဟိုအနောက်ကိုလှန်ကြည့်တဲ့အဖူလေးရှိလေခါတိုင်းအဲ့မျိုးဖူလေးမှာထိုးမှာနော်ဖွမီမှာမဟုတ်ပဲနဲ့အဲ့ရဲ့ဖွမီရဲ့အနောက်ကအဖူလေးမှာထိုးမှာပါအဲ့ V ပုံစံပြောင်းပြန်လေးရဲ့အပေါ်ကအဖူလေးမှာနော်ထိုးမှာပါအဲ့ဖူလေးမှာ10ခါထိုးပြီးတော့တွေ့မယ်နော်ဒီအစ်စ်နေကအရန်တော့မခက်ဘူးအဲ့နဲ့ဆင်းပြီးသွားလို့ရှိရင်သူ့တဖြည်းဖြည်းအလိမ်လေးရသွားမှာနှစ်ခါ3ခါရေခဲနိုင်လုံးနဲ့ဆိုထိုးရတာမခက်ဘူးနော်ရေခဲနိုင်လုံးပွားလေးဆိုတော့3ခါတကယ်လို့အလုံးလေးနည်းနည်းကြီးရင်အဆိုင်လေးနည်းနည်းကြီးလိုက်လို့ရတယ်နော်ကဲရှစ်ခါပြီးသွားပြီဆိုလို့ရှိရင်မင်းတို့အဲ့
ခုနအဖူရဲ့အောက်က V ပုံစံလေးမှထိုးမှာနော် V ပုံစံပြောင်းပြန်ဖြစ်နေတဲ့နားမှာမင်းတို့ဘက်ကိုရှိရဲ့အချမ်းကိုထိုးမှာနော်တစ်ချမ်းနဲ့ပဲအဲ့ရဲ့အပေါက်တစ်ပေါက်တည်းကိုပဲယူပြီးထိုးမှာပါအဲ့ရဲ့အဖူရဲ့ V ပုံစံရဲ့ပြောင်းပြန်ရဲ့ကိုယ့်ဘက်ကိုလှည့်နေတဲ့အဲ့ရဲ့အချောင်းလေးမှာထိုးမှာနော်ဒီအဖူရဲ့ V ပုံစံဖြစ်နေတဲ့အဲ့ဒီရဲ့ကိုယ့်ဘက်ချမ်းမှာရှိရဲ့အပေါက်လေးကိုထိုးမှာပါအဲ့လိုလေးထိုးမှလိမ့်မှာနော်လိမ့်ကလေးရမှာပါအဲ့ဒါလေး၄-၅ တန်းလောက်ထိုးလိုက်လို့ရှိရင်အလိမ်ကလေးဖြစ်လာပါမယ်နော်အဲ့ဒါလေးကိုဒီတိုင်းလိမ့်ပြီးတော့ထိုးလိုက်ရုံပါပဲသူကလေမျိုးထပ်မဆက်တော့ဘူးနော်မင်းတော့အဲ့တိုင်းတစ်ဆက်ထဲထိုးသွားရမယ်ကျိုးထိုးသလိုပဲတစ်ဆက်ထဲထိုးသွားရမယ်ဆက်စရာမလိုတော့အဲ့ရဲ့ V ပုံစံပြောင်းပြန်လေးရဲ့ကိုယ့်ဘက်ချမ်းမှာရှိနေတဲ့အချောင်းလေးမှာအဲ့အပေါက်လေးမှာထိုးသွားလိုက်ရုံပါပဲမင်းလေးချီပဲကြည့်ပြီးထိုးနေဖုန်းကိုတိတ်မကြည့်မိဖုန်းကနည်းနည်းလေးဝါသွားတယ်နော်ထိုးပြမနေရနည်းနည်းဝါသွားအဲ့လိုမျိုးလေးပဲဆက်ထိုးလိုက်ပါမယ်အဓိကအဲ့နှစ်ချက်ပဲရှိရပါနော်အဲ့နှစ်ချက်လေးဖြစ်သွားရင်ပြီးသွားရင်ပြီးပါပြီအဲ့ဒါလေးဆက်ထိုးသွားလေးလေးလေးရပါတယ်အဲ့လိုတစ်ပတ်ခယူးခွေလေးလိုခွေပြီးတော့ပုံတက်သွားပါနော်အဲ့ဆိုအဲ့လိုဒါပေမဲ့9 တန်း6 တန်းလောက်ထိုးထားပြီးသားနော်အဲ့လိုလေးလေးဖြစ်သွားပြီအဖုလေးရလိမ့်သွားပြီအဲ့ဆိုမင်းထိုးပြလို့မျိုးကျိုးလေးလေးဖြစ်သွားပြီနော်အမျိုးလေးလေးဖြစ်သွားပါပြီမင်းလေး line ပေါ်က TikTok ပေါ်မှာအမတယောက်ထိုးပြတွေ့လို့နော်အဲ့ဒါကိုကြည့်ပြီးထိုးရင်းနဲ့ sharing လုပ်တော့ပါကျေးဇူးတင်ပါတယ်ရှင်